Okay, one. Dubai Africa မှာရှိတယ်ကျွန်တော်တို့ Agri shopping center ပါနော် Agri mall ထဲမှာရှိတယ်ပထမနှစ်မှာရှိတဲ့အားကစားခန်းမထဲမှာကျွန်တော် bowling ဆော့ခဲ့တဲ့ဟာလေးပေါ့နော်အမှကျတော့သူအားစားရုံမှာတခြားဟာတွေလည်းရှိရပေါ့နော်ဘီလီယက်တို့တခြား basketball ပစ်တာတော့ပြီးတော့ဂိမ်းမင်းပေါ့တနက်ပစ်တာတွေဘာတွေပေါ့အဲ့လိုမျိုးတွေလည်းရှိတယ်နောက်ပြီးတော့တခြားcinema လည်းရှိရပေါ့နော် 3D လား 3D 5D အဲ့အားလေးလည်းရှိတယ်ပေါ့နော်ကျွန်တော်ကတော့အခု bowling ကိုတကယ်ချင်းနေနေတူပြစ်ခဲ့ရပါကျွန်တော်တို့ကတော့နှစ်ခါပေါ့နော်နှစ် round ဆော့တယ်ပေါ့နော်တစ် round မှာကျွန်တော်10ခါပြည့်ရပေါ့နော်တယောက်ချင်းစီ10ခါပြည့်ရအဲ့ဒါကိုကျွန်တော်တို့တယောက်60စီပေးခဲ့ရတယ်ပေါ့နော်ပြောစရာကောင်းပါတယ်တော်တော်လေးတန်တယ်လို့ထင်ပါတယ်မိတ်ဆွေတို့လည်းရောက်ပြင်းဝင်ဆော့ကြည့်ပါပေါ့နော် Agri Mall မှာရှိတဲ့ပထမအထက်မှာရှိပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်